အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာ Ghost Story ဟက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ကျောင်းသို့ဆွဲသောဘုန်းကြီးတစ္ဆေဆိုတဲ့ပရလောကဖြစ်မှန်တည်းရဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးရင်လုပ်ပေးတော့ကြပါအောင်ခင်ဗျာကျုပ်ကိုရွာဦးကျောင်းကဘာဖုံးကြီးကခေါ်ခိုင်းနေဆိုပြီးတော့ကပ္ပယကြီးကလာခေါ်ရဲဗျကျုပ်လည်းကြပြကြရနဲ့လိုက်သွားတယ်ဟိုရောက်တော့ဘာဖုံးကြီးကကြိုက်ထူမျိုးကသူ့ရဲ့တငယ်ချင်းဆရာတော်ကြီးဥခေမှာပြန်လုံတော်မူလို့ဆိုပြီးတော့ကျုပ်ကိုပါလိုက်ခဲ့ဖို့ပြောတယ်ဗျကျုပ်ကငငယ်ထဲကဘာဖုံးကြီးခီးသွားရင်အမြဲတမ်းလိုက်ပါရင်းနဲ့ဆရာတော်ကြီးရဲ့ဝေယဝေးစားကိစ္စတွေပြုစုနေတဲ့အတွက်ကြောင့်ခီးသွားမှုခေါ်တာဗျကျုပ်လည်းခီးမထွက်တာအတော်ကြာပြီလေဒါကြောင့်ဘာဖိုးကြီးနဲ့လိုက်ခဲ့ပါမယ်ဆိုပြီးတော့ပြောခဲ့လိုက်တယ်ဗျနောက်နေ့မနက်မှာတော့ဆက်လီနဲ့ဘာဖိုးကြီးနဲ့အတူကပ္ပယကြီးရဲ့ကျုပ်ရဲ့ဆရာတစ်ပည့်3ယောက်ခီးထွက်ခဲ့ကြတယ်ဗျကြိုက်ထုံမျိုးကိုတင်မောတတန်ကားတတန်နဲ့ခရီး3ညကြတယ်ဗျရွာမီကတော့ကျွန်းကြီးရွာတဲ့ကရင်ဗမာမွန်လူမျိုးအများစုနေထိုင်တဲ့ရွာကြီးတစ်ရွာဖြစ်တယ်ဗျအင်ဂျီကလည်းထောင်ကျော်ရှိတယ်ကျုပ်တို့ရောက်တော့ရွာလူတွေကကြိုဆိုကြတယ်ဗျကျောင်းကြီးကကျွန်းနိုင်ကြီးတွေမှာအကြီးကြီးပဲဗျာလူနှစ်ဖက်စာလောက်ရှိတယ်ဗျကျောင်းကြီးကရှေးဟောင်းကျောင်းကြီးဖြစ်တဲ့အပြင်တန်ဃာတော်က9ပါးပဲရှိတယ်အသက်ကြီးတဲ့ရဟန်းကြီးတွေပဲတပါးကျောင်းလေးတွေနဲ့နေကြတယ်ဗျဆရာတော်ကြီးဥခေမှာနေခဲ့တဲ့ကျောင်းကြီးကကျွန်းနိုင်ကြီးတွေနဲ့ဆောက်ထားတဲ့တစ်သားကျောင်းကြီးဗျရေနံကြီးတွေတုတ်ထားတာကြောင့်မင်းနဲ့နေတာပဲဗျာကျန်းတိုက်ထားတာလည်းပြောင်လက်နေတာကပ္ပယကြီးတယောက်ထမင်းချက်ဟင်းချက်အနေနဲ့တော့ရှိရဲ့ဗျအသက်ကတော့50နီးပါးလောက်ရှိမယ်ကပ္ပယကြီးရဲ့နာမည်ကတော့ဖတ်တီလို့ခေါ်တယ်ဗျကရင်လူမျိုးဖြစ်တဲ့အပြင်သဘောကတော့အလွန်ကောင်းတယ်ဗျာစားရေးတောက်ရေးကိုသူပဲစီစဉ်ပေးတာဗျဆရာတော်ကြီးဥခေမှာအသက်တော်85နှစ်ဝါတော်က33ဝါနဲ့ပြန်လုံတော်မူသွားတာဗျဆရာတော်ကြီးဥခေမှာရဲ့ဇာပနာကိုမိတိကျုပ်ပေးပြီးတော့ကျုပ်တို့လည်းကျွန်းကြီးရွာမှာ9ရက်လောက်နေပြီးပြန်ခဲ့တယ်ဗျရွာရောက်ပြီး2လလောက်ကြာတဲ့အခါမှာတော့ကျွန်းကြီးရွာကကပ္ပယကြီးဖတ်တီကြီးကကျုပ်တို့ရွာရောက်လာခဲ့တယ်ဗျဘာဘုံရင်ခေါ်တယ်ဆိုလို့ကြောင်းအောင်လိုက်သွားတော့ကပ္ပယကြီးဖတ်တီကိုကျုပ်တွေ့ရတော့ဝမ်းသာသွားတာပေါ့ဗျာရွာအလေးလာတာထင်လို့ပြီးကြမှာမဟုတ်ဘူးဗျစိတ်မကောင်းစရာသတင်းဆိုးတစ်ခုပါလာတယ်အဲ့ဒါကတော့ပြန်လုံတော်မူသွားတဲ့ဆရာတော်ကြီးဥခေမှာကြောင်းအောင်စိတ်ဆွဲပြီးတော့ဘုန်းကြီးတစ္ဆေဘွားတို့ရောက်နေတဲ့အကြောင်းကိုပြောပြရဲဗျကျုပ်တို့လည်းစိတ်မကောင်းစွာနဲ့ဘယ်လိုဖြစ်ရတာလဲမေးလိုက်တော့ဆရာတော်ကြီးဥခေမှာဇာပနာပြီးတော့ဖြူဘက်ကဦးစင်းလေးအာစရကိုကြောင်းထိုင်ဖို့ရမီရဖတွေနဲ့ပြင်လာခဲ့တဲ့ညကစပြီးဖြစ်တာတဲ့ဆရာတော်ကြီးဥခေမှာတရင်သုံးခဲ့တဲ့အခန်းမှာကျောင်းထိုင်ဘုန်းကြီးအသစ်ဖြစ်တဲ့ဦးအာစရကိုနေရာထိုင်ခင်းစီစဉ်ပြီးတော့ည7:00နာရီကျတော့ဦးအာစရကိုဂရင်ပေါ်ကနေဆွဲချပြီးအခန်းဝါကဖနှက်ချွတ်တဲ့နေရာမှာထားလိုက်တယ်တဲ့ပြီးတော့လူမတွေ့ရဘဲနဲ့တော့ဇင်းချက်မှာတွာလာနေတာခြေတံတွေကတစ်ဖြက်ဖြက်နဲ့တစ်သားကြောင်ကြီးဆိုတော့ထိတ်ကချင်းနေလိုက်တာနဲ့အစုံကတိတာနေတာခြေတံခက်ပြပြင်းနဲ့ကိုတွားနေတာတဲ့ဟိမနက်4:00နာရီဆိုတစ်သားကြောင်ကြီးမှာဆရာတော်ကြီးဥခေမှာတက်ရှိထင်စားရှိနေစဉ်တော့တပြက်စီလှဲနေတာလူကတော့မတွေ့ရပဲတဲတွေဖုန်တွေကတထောင်းထောင်းနေတဲ့ညနေ9:00နာရီလောက်ဆိုဆရာတော်ကြီးဥခေမှာတရင်သုံးခဲ့တဲ့အခန်းထဲကနေတစ်တာအကာတွေလက်နဲ့ကုတ်ချစ်နေတာတဲ့ကွာတပြည့်ပြည့်ဆိုတဲ့အတန်ကြီးကိုကြေးလာလာကြားနေရတယ်တဲ့ကျောင်းနိုင်ဘုံရင်အစ်စ်လေအသေးအတန်နာမကျန်းဖြစ်ပြီးတော့အလူးလက်ခံနေရတယ်တဲ့အဲ့ဒီကျောင်းထပ်သွားမှသာတက်တာသွားရဲတဲ့အဲ့ဒီလိုနဲ့2လအတွင်းမှာအမျိုးမျိုးအနေနဲ့မှာရှိတဲ့ကျောင်းနိုင်ဘုံကြီးတွေကိုပြင်လာတာ9ပါးလောက်ရှိမယ်ဒီညနေရောက်နောက်နေ့မနက်မဖြစ်ဘူးဆိုပြီးတော့ပြန်ကြွတာကြတယ်နောက်ဆိုနေခင်ဘက်တောင်ကျောင်းမော်အတက်မခံတော့ဘူးတဲ့မမြင်ရတဲ့နေရာကနေတဝုံတတိုင်းတိုင်းနဲ့ပြေးလာတာအုံဒီ6ကြီးတွေနဲ့လိတ်လာတာဒါကြောင့်ရွာလူတွေကပရတော်ကဆရာတွေပင့်ပြီးတော့လှုပ်ခိုင်းတာဆရာတွေလီကောနဲ့ပြစ်လို့တဲ့ဟေလူကိုမတွေ့ရပဲလောက်စလုံးတွေလက်လက်ထိလို့ထွက်ပြေးရတယ်ဘလူးမမရတဲ့အဆုံးအရှင်ဖျားစီကနေအကြံဉာဏ်လာတောင်းခံတာပါဗျာဘာဖုံကြီးလဲသူ့ရဲ့တငယ်ချင်းရဲ့တည်င်းကိုကြားရပြီးတော့စိတ်မကောင်းဖြစ်နေတယ်ဗျညှိုးငယ်တဲ့မျက်နှာလေးနဲ့မပူပါနဲ့ကပ္ပယကြီးဘာဖုံကြီးကြွလာပြီးတော့ဆောင်ရွက်ပေးပါမယ်တဲ့ဆရာတော်ကြီးကကျုပ်ဖတ်တီနဲ့လိုက်သွားလိုက်ငါကတော့ရေကျော်ရွာကအသက်တော်ရှိဆရာတော်ကြီးကိုပြင်ပြီးတော့နောက်ကနေလိုက်ခဲ့မယ်တဲ့ဟိုရောက်ရင်ဆရာတော်ကြီးနဲ့ဖဖုံကြီးတို့မကြွလာမချင်းအချင်းတွေကိုထိန်းထားဖို့နဲ့တခြားသူတွေအထက်လန်းဆရာတွေဘာတွေနဲ့မလုပ်ဖို့မှားလိုက်တယ်ဗျကျုပ်လည်းဖတ်တီနဲ့လိုက်သွားပြီးတော့ကျွန်းကြီးရွာကိုရောက်လာတော့ကျောင်းဝမှာလူတွေကအုံနေတယ်ဗျဘာလို့လဲဆိုပြီးကြည့်လိုက်တော့ဟာဗျာကျုပ်တို့ခြေတလန်းနောက်ကျသွားတယ်ဗျဘာလို့လဲဆိုတော့ရွာမှာရှိတဲ့ဂောဘကတွေကမွန်ပြောကကုဆိုတဲ့ဆရာတယောက်နဲ့ကျောင်းဝမှာပွဲပေးပြီးတော့အစီရင်လုပ်နေတယ်အားဗျမွန်ဆရာကြီးကကတော့ပွဲကငှက်ပြောသည့်အစိမ်းတစ်လုံးဖြုတ်လိုက်ပြီးတော့မနန်တပုတ်ကိုကျွတ်လိုက်တယ်
အုံးဆိုတဲ့အတန်ကြီးနဲ့အတူမီလုံးကြီးကအလေးလေးကောင်းကင်ပေါ်တက်သွားတယ်ဗျအမလေးဖျားနွားဖြူကြီးဂျိုးကြီးနှစ်ဖက်ကကနဲ့နွားကြောနွားလာကြီးဗျအဲ့ဒီနွားကြီးကတစ်သားချောင်းပေါ်ပြစ်တက်သွားတယ်ကျောင်းကြီးပေါ်လဲရောက်ရောတအုံးတိုင်းတိုင်းနဲ့အတန်ကြီးဆူညံနေလို့ပြို့နိုင်ဝက်လောက်နေတော့တဖုံဖုံဆိုတဲ့အတန်နဲ့အတူလက်ဝါရိုက်တန်ကြီးကမိုးချင်းသလိုပေါ်ထွက်လာခဲ့တယ်ခဏအကြာမှာတော့ဂျိုဒီကျိုးပဲ့နေတဲ့နွားရုပ်ကြီးတစ်ခုကတော့ပွဲမှာမီးလောင်နေတာကိုတွေ့လိုက်ရတယ်မွန်ဆရာကြီးလည်းပူတယ်ဆိုပြီးတော့လူအုပ်ကြားကနေထွက်ပြေးသွားတယ်ဗျကျုပ်လည်းဖတ်ထီနဲ့အတူထမင်းချက်ဆောင်မှနေပြီးတော့အချိန်ကြီးစောင့်ကြည့်နေတယ်ညနေ9 နာရီလဲရောက်ရောကျောင်းပင်းပေါက်တကားကြီးကလီမတိုက်ပင်နေတော့ပိတ်လိုက်ဖွင့်လိုက်နဲ့ဖြစ်နေတယ်ဗျဇင်းချက်မှာသွားနေတဲ့ခြေတံတွေကလည်းတစ်သားချောင်းကြီးပေါ်မှာတစ်ဖြက်ဖြက်နဲ့ကြားနေရတယ်ဗျအခန်းတွေကလက်တင်နဲ့ကုတ်ချစ်တဲ့အတန်တွေကလည်းထွက်နေတယ်ဗျအဲ့လိုမျိုးအတန်တွေကိုအတိုင်းသားကြားနေရတဲ့အတွက်ကြောင့်ထမင်းချက်ဆောင်ကနေကျုပ်လှမ်းကြည့်လိုက်တဲ့အခါမှာအမလီဖျားကျုပ်ပါဇက်ကဖျားပါတသွားရတယ်ဗျအင်းတော်ကြီးအစွမ်းကြောင့်ဖုန်ကြီးဥခေမောင်ကျုပ်မြင်ရတာဗျအရေးကြီးက16တောင်လောက်ရှိတယ်ဗျသင်္ကန်းအဝါကြီးကိုခေါင်းကနေခြုံထားတာမတက်ကြီးရက်နေတယ်ဗျကျုပ်ဘက်ကိုကြိုးပေးပြီးတော့ရက်နေတာစိတ်မကောင်းလိုက်တာဗျာမကြောက်တတ်တဲ့ကျုပ်တောင်အသားတွေတစ်ဆက်တုံနေပြီးတော့ကြောကုန်းကိုအတက်ထောင်နဲ့တပြိုင်တည်းထိုးနေလို့ခံစားရတယ်ဗျခြေပြားလက်ဖြားတွေပါအေးဆက်လာပြီးတော့တာမန်တစ်ချိန်မှမတွေ့ဘူးတဲ့လူသားမြင်လိုက်ရရင်မြင်တဲ့နေရာမှာနှလုံးရက်ပြီးတော့တည်သွားနိုင်တယ်ဗျမနေ့ကျတော့ရီကျော်ဆရာတော်ကြီးနဲ့အတူဘဘုံကြီးလည်းကြွလာတယ်ပြီးတော့ဆရာကြီးဥယျာဉ်သိန်းလည်းပါလာတယ်ဗျကျုပ်ကိုအချိန်နေပြီးတော့ညကမြင်ခဲ့တဲ့အကြောင်းကိုရှောက်ပြလိုက်တယ်ဆရာတော်ကြီးနဲ့ဗကြီးဖုန်ကြီးလည်းစိတ်မကောင်းဖြစ်သွားရတယ်ပြီးတော့ရီကျော်ဆရာတော်ကြီးကမိတ်နေဗျကျောင်းချန်ထဲမှာယာယီဝါကျောင်းလေးဆောက်ပြီးတော့9ရက်ကိုတက်လို့စားပြီးအာနန္ဒာနေရတုတ်ကိုရီကျော်ဆရာတော်ကြီးကိုယ်တိုင်ရုပ်ဖတ်တယ်ဗျ6ရက်နေ့ရောက်တော့မြစ်တာပို့တယ်9ရက်နေ့ရောက်တော့ကျောင်းလီကောင်းဝါမှာရီကျော်ဆရာတော်ကြီးကိုယ်တိုင်နောက်ပါယဟန်28ပါနဲ့ကမဝါကို3ချိန်တိုင်ရုပ်ဖတ်တယ်ဗျကမဝါစာ3ချိန်ပြီးတော့နောက်ပါယဟန်တော်တွေကတာတု3ချိန်ခေါ်တယ်ဗျထူးဆန်းတာတာတုခေါ်တဲ့အတန်တစ်ခုတည်းရတာဘုန်းကြီးဥခေမာအတန်နဲ့ခွန်နေချင်းသာဖြစ်တယ်အတန်ဆုံးနိုင်တဲ့ပြိုင်နဲ့ဘုန်းကြီးဥခေမာရဲ့တစ်သားချောင်းကလေးကြီးကလည်းသူ့လူပြိုကျပျက်စီးသွားတယ်ဗျအဲ့အခါမှာလူပရိသတ်တွေနဲ့ရဟန်းပရိသတ်တွေကိုရီကျော်ဆရာတော်ကြီးကမစိုးရင်ကြပါနဲ့ကျောင်းအောင်ဆွဲနေတဲ့ဘုန်းကြီးဥခေမာကျွတ်လွတ်ပြီးတော့ကောင်းမွန်တဲ့ဘုံဘွားကိုရောက်ရှိသွားပါပြီလို့မိန့်ကြားခဲ့တယ်ဗျကျောင်းသို့ဆွဲတော့ဘုန်းကြီးတစီဆိုတဲ့ဇလန်လေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီခင်ဗျာအပိနာဆင်ခဲ့ကြတဲ့ပရိသတ်တူဦးချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ